ကိုနမသားချင်းလေးလို့တူမလေးလို့သမီးလေးလို့အမတယောက်လို့ဘော်ရာတယောက်လို့တငယ်ချင်းတယောက်လို့ပေါင်းတဲ့လူတွေလည်းဒီမှာအများကြီးပါခေါ်ပြောနှုတ်ဆက်တဲ့လူတွေဒီအယောင်50 60ထဲမှာစုံပြူပြီးတော့2ယောက်3ယောက်လောက်တော့တွေ့ရတာပေါ့အမဟုတ်အတူတူလေးရတူဒီယူနီဖောင်းဒီကုမ္ပဏီမှာဒီယူနီဖောင်းနဲ့စိတ်တူကိုတူတူညီစိတ်သက်တွေနဲ့အမတို့ကသွားကြတာတော်တော်များများကိုလေးစားတယ်ခင်မင်းနဲ့ခေါ်တယ်ပြောတယ်အဲ့ထဲမှာကစုံပြူ2ယောက်လောက်ရှိတယ်ကိုရည်တယ်လို့ရစ်တယ်လို့လာပြီးပိုးတယ်လို့သူတို့မှလည်းတားကြီးအများကြီးရှိရနော်ကိုကာရက်တာကောင်းနေရတာနဲ့ကိုကင်းရှင်းနေနိုင်ရတဲ့နဲ့ကိုလာပြီးတော့ရလောက်မဲ့ဘက်ကလှက်ပတ်ပြီးတော့ကိုသွေးရိုးစမ်းကျင်တာခလုတ်လေးတိုက်ချင်တာဒါပေမဲ့ကိုကခိုင်မာစိတ်သက်ရှိထားတယ်တမဏိစိတ်သက်ရှိထားတယ်ဒီကိစ္စတွေနဲ့ပတ်သက်ရင်ဒီယောက်ျားတွေတော့ထဲမှာတိုးတယ်ရှင်နေတယ်ဆိုရင်ဒီစိတ်သက်ကခိုင်မာနိုင်မှဒီတဏှာယာမကိစ္စတွေကခိုင်မာနိုင်မှဒီလောကတော့အမဝင်လာတာဖြစ်တဲ့အတွက် तू ဘယ်လောက်ပြော तू ကအယူပဲရမောင်းလောက်စားလုပ်ပြတာကမဘွားချုပ်တဲ့တယ်ပေါ့ချုပ်တဲ့တော့ကိုလူအောင်သူ့အောင်မကြခြင်းနဲ့စိတ်ရယ်ဝါသနာပါတဲ့စိတ်ရယ်ကိုရဲ့ကြော်ဖြတ်ခဲ့တဲ့ဒုက္ခဆင်းရဲဒုက္ခတွေအများကြီးကြုံခဲ့တယ်ပေါ့နော်ကြုံခဲ့တော့ကိုကရှောက်လန်းမဲ့လမ်းဒီရမောင်းလို့ဖြစ်နေတာပေါ့ဖြစ်တော့မှဒီရမောင်းလို့ကိုရွေးချယ်ခဲ့တာရမောင်းလို့ရွေးချယ်လိုက်လို့ရှိရင်တော့ဝါသနာနဲ့လက်တစ်ထပ်သေးကိုလည်းထုံပေါက်လေးများဖြစ်မလားဆိုတဲ့စိတ်နဲ့ဒီရမောင်းအလုပ်ကိုလုပ်ခဲ့တာပေါ့အရင်တော့အမရန်ကုန်ရောက်တယ်ဆိုမသိနားမလဲတို့မျက်စိပွင့်နားပွင့်မရှိတဲ့အချိန်မှာမိန်းကလေးကားမောင်းလို့ရတယ်ဆိုတဲ့အသည့်လေးတစ်ခုရှိုံလေးနဲ့အမလိုင်စင်သွားလောက်ထားတာ2008ကလိုင်စင်သွားလောက်ထားပြီးအဲ့လိုင်စင်သားလက်ထဲရှိထားတယ်အမကားမမောင်းအောင်ကားမောင်းတော့တတ်ထားတယ်ကားမရှိတော့ကားမမောင်းအောင်ပေါ့နော်ကားနဲ့လည်းနီးစက်တော့အမလိုင်စင်လေးကို2008ကနေလောက်ထားပြီးတော့ကင်ထားပြီးတော့2015ကျမှPower Level ဝိုင်းပြကုမ္ပဏီ Power Level 21ကဆရာကိုတရုတ်လေးပေါ့သူကနေပြီးတော့မျိုးသမီးရင်မောင်းနေဝိုင်းပြရင်မောင်းနေထိန်ပြီးပေးမယ်ပေါ့ကားကြီးမောင်းတင်နှန်းဆိုပြီးတော့သတင်းစာထဲမှာကြော်ညာလိုက်တယ်ကြော်ညာလိုက်တော့အဲ့အချိန်မှာအမလိုင်စင်ကလည်းလောက်ထားတယ်ဝါသနာလေးကလည်းပါထားတယ်စိတ်ကူးလည်းရင်မိတယ်ပေါ့နော်အဲ့ဒါနဲ့အမကသတင်းစာထဲတွေ့တာနဲ့ဆရာဦးတရုတ်လေးစီကိုသွားပြီးတော့သွားလျှောက်တာပေါ့စရင်သွားပြီးတော့အမကိုလက်ခံလိုက်တာပေါ့လက်ခံလိုက်တော့ဆရာကိုတရုတ်လေးရဲ့တပည့်အယောက်30အဖွဲ့ထဲမှာအမပါတာပေါ့အဲ့ကနေစပြီးတော့ YB ရဲ့ရင်ပေါင်ဖြစ်ခဲ့တာအမတို့ YB ရဲ့ရင်ပေါင်တွေအားလုံးကမနေ့စောစောထားရတယ်အမတို့4နာရီ5နာရီထားတယ်ထားပြီးလို့ရှိရင်ဒီမှာဂိတ်မှာစီနီယာချိတ်ကြတယ်ရင်လိုင်းတစ်လိုင်းမှာကမတို့ကဒီရင်လိုင်းဆိုလို့ရှိရင်အစီ50ကျော်ပေါ့နော်ကားပြက်တာဗာညာနဲ့ဆိုတော့40ဝန်းကျင်လောက်ထွက်နိုင်တယ်တခြားလိုင်းတွေဆိုရင်100ကျော်တွေထွက်တယ်ဆိုတော့ဒီစီနီယာဆိုတာဥရတယ်ပေါ့နော်စီနီယာဆိုတာဟိုရောက်စီနီယာနေအဲ့လိုမျိုးစောစောထားလို့ရှိရင်ကိုစောစောတိမ့်လို့ရတယ်ပို့ဝိုင်းရေပို့ရတယ်ဂက်ဆိုင်ကိုစောစောရောက်တယ်ဟိုမိသားစုအချိန်ပေးနိုင်အောင်ပေါ့အစောကြီးထားရတယ်အမတို့4နာရီခွဲ5နာရီဆိုလို့ရှိရင်အမတို့ဂိတ်ရောက်နေကြပြီအားလုံးအမစီနီယာကြလိုက်ခုအမဆိုလို့ရှိရင်ဒီနေ့20ခွန်ဆိုရင်7နာရီခွဲလောက်မှထွက်ရမယ်ဒါမှနောက်ကျသွားတာပေါ့အဲ့အမပြင်ဆင်ပြီးတော့ကားဘေးပဲကြလဲကားတွေကိုစစ်အင်ဂျင်ဝိုင်စစ်စီရီလေးဝိုင်စစ်ပြီးလို့ရှိရင်အမတို့ဒီဖျားကြော်တယ်အမတို့ဖျားကြော်တယ်အားလုံးမြစ်တာပို့ခီးတွေလည်းမြစ်တာပို့ပေါ့မမြင်တတဝါတွေလည်းမြစ်တာပို့ကားမဆောက်နေဆောက်လျှောက်တွေရောဂိတ်မှာဆောက်နေဆောက်လျှောက်တွေရောအမမြစ်တာပို့ပြီးမှကားကိုထွက်တယ်ပေါ့တကယ်လို့ကိုကလောနဲ့ဒီမြစ်တာမပို့နိုင်ဘူးထွက်သွားတယ်ဆိုလို့ရှိရင်လမ်းမှာကိုယ်စိတ်ထဲကမြစ်တာပို့ပြီးတော့အဲ့လိုမျိုးလေးအမတော့ဖြတ်တန်းတယ်ဒီဘုံထဲမှာတသိန်းတက်ရင်အမတို့အတွက်1000ခွဲ2သိန်းတက်ရင်3000
15%နဲ့ပေါ့ကက်နဲ့ဖြတ်တဲ့လူတွေကလည်းရုံးကရှင်းပေးတယ်လေဒီကက်ကလည်းရုံးကနေပြီးတော့သူတို့အချိတ်ဆက်တွေနဲ့ဝင်တော့ဒီကက်ထဲကပတ်စံလဲအမကြီးတို့ကိုစနစ်ရှင်းပေးတယ်အခုဒီနေ့မောင်းလို့ရှိရင်မနေ့ပြန်ကြသူတို့ရေးတယ်ညနေကျရင်ရပြီနေချင်းရှင်းလို့လည်းပြောလို့ရတာပေါ့နေချင်းရှင်းပေါ့ဒီမျိုးသမီးရင်မောင်းဟိုမှာဟိုရန်ကုန်မြို့ကိုYB ရဲ့မောင်းနိုင်တယ်ဆိုတော့အတိုင်းအတာမှာအမတို့အခက်အခဲတွေနေတိုင်းကြော်ဖြတ်ရတဲ့အခက်အခဲတွေမှာအများကြီးရှိတယ်ကောင်းတဲ့လူတွေနဲ့တွေ့တော့လဲဖေးမကူညီဆောက်ရှောက်ဒီလိုနဲ့ကြော်ဖြတ်ခဲ့ရတယ်အခုမကောင်းတဲ့လူတွေနဲ့လည်းတွေ့တာပဲမဆိုရင်ဒီကားပေါ်တက်လာလို့နောက်မှ6နဲ့ဒါပေမဲ့မသွားဘူးမိန်းကလေးမျိုးသမီးရင်မောင်းမဲဆိုပြီးတော့ဟိုရစ်ချင်းသလိုကြောင်းချင်းသလိုမူးကြောင်ကြီးကြောင်လူတွေလည်းအမတွေ့တယ်ဒီ116ရောက်ခါမှအမ2ယောက်တွေ့ဘူးတယ်အများကြီးတော့မဟုတ်ပါဘူးနော်ဟိုထူးထူးခြားခြားလေးပေါ့အများကြီးတော့မဟုတ်ဘူးဒီနားမှာမတို့ဒီနားမှာရက်စီးတယ်ငွေဘုံနားမှာရက်စီးတယ်စီးတော့မကိုလေးနောက်လျှောက်ပြပါဒီနားကမြင်ကွင်းပိတ်တယ်ပေါ့နော်မလျှောက်မသွားဘူးကျွန်တော်လည်းကားသမားပါဆိုတဲ့ပုံစံမျိုးဒီဇိုင်းကာလာရင်းနဲ့အမှန်သူကအဲ့နားမှာနောက်သူ့ကိုနောက်လျှောက်ခိုင်းတာမလျှောက်တော့အဲ့နားမှာကွန်းသရီးတွေထွေးသွားတယ်ဒီလောက်ထိအမတို့ကြုံသွားတယ်အမလည်းကိုအာယုံနဲ့ကိုမောင်းနေတော့သူကွန်းသရီးခိုးထွေးနေတာအမမသိဘူးမနောက်လျှောက်ခိုင်းတယ်မလျှောက်လို့ဒီတိုင်းပဲအမတို့ကလူမုံမှာတော့ကြောက်တယ်လေဟိုလူတိုင်းကတော့လူမုံမှာကြောက်တာပေါ့ဒါပေမဲ့အမတို့ကနေတိုင်းဒီခရီးတဲ့တစ်နေ့ကို800 1000နဲ့ဖြတ်တန်းနေရတဲ့ဘဝဆိုတော့အမုန်းခံမှာကြောက်တော့အမဆက်မပြောတော့ဘူးပေါ့နော်မပြောတော့အမအာယုံနဲ့ဆိုတော့ဟောသူလည်းဆင်းသွားရောခိတ်လည်းသိရောအဲ့ကားရဲ့တောက်မှာကွန်ထရိုးတွေထွေးသွားတာတော့အဲ့လိုမျိုးတွေအရင်ဆိုင်လူတွေလည်းမတို့တွေ့ရတယ်သူတို့မှလည်းတားကြီးအများကြီးရှိရတဲ့နဲ့ကိုယ်လာပြီးတော့ရမလားဆိုပြီးတော့ဟိုလက်တဲ့ဆန်းတာလားဗါလဲအရက်စကားပြောရရင်လက်တဲ့ဆန်းတာလားသွေးတို့ဆန်းတာလားမအဲ့ဒါကြီးတော့တိတ်နားမလဲဘူးကိုကအဲ့ဒါကြီးနဲ့လွတ်လွတ်ကင်းကင်းရှောင်နိုင်ခဲ့တာဆိုတော့အမေဟိုနေ့ကတော့မှပဲတွေ့သေးတယ်16ရက်နေ့ကဒီ12လပိုင်းနော်ဒါ12လပိုင်း16ရက်နေ့ကတော့မှပဲတယောက်တွေ့တယ်သူ့မှလည်းမယားကြီးရှိတယ်မတို့ရင်မြင်သွားကြတယ်နာမည်တော့ထဲ့မပြောပါဘူးဒီရင်လိုင်းရပဲ116ရင်လိုင်းရပဲအဲ့ဒါလူကြီးတွေအားလုံးတော့မတိုင်ထားတာပေါ့နော်သူပဲယူသွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးမကြုံရတာပေါ့နော်ကိုကအဲ့လူကြီးတွေကိုအထက်ပုဂ္ဂိုလ်တွေကိုအထက်ကလူကြီးတွေကိုပေါ့ဒီဒိတ်ကတာဝန်ရှိသူတွေကိုချက်ချင်းဖုံးဆက်လိုက်တယ်ကျမတို့ဒီလိုသွေးတို့ဆန်တယ်ကာယတာပြပြအောင်ဒီလိုလောက်ခံရတယ်အဲ့တော့အရေးယူပေးပါဆုံးမပေးပါပေါ့နော်ကိုဘာသာကိုနေရတဲ့သားနဲ့လာပြီးခလုတ်တိုက်တာအဲ့တော့သူတို့လူကြီးတွေကအရေးယူပေးတယ်စောက်ရှောက်ပေးတယ်အဲ့ဒါကြောင့်အမကကတော့ဟိုဒီကကူညီစောက်ရှောက်မှုတွေနဲ့မဘဝကရှောက်လန်းရတာဖြစ်တဲ့အတွက်အမကမျက်ရည်ဝဲသွားတာပေါ့နော်ဟို YUPD ကုမ္ပဏီကအမကိုအများကြီးစောက်ရှောက်တယ်အဲ့ဒါကြောင့်အဲ့ဒါကျတော့ဝမ်းနဲ့ဝမ်းသာပေါ့ဝမ်းသာလုံးလို့လည်းမျက်ရည်ကျရတယ်ပေါ့အမတို့အခု YUPD ကုမ္ပဏီမှာဆိုအမတို့မိန်းကလေး2ယောက်မောင်းတယ်ဟိုးပဲနံပါတ်4လိုင်းမှာ1ယောက်ရှိသေးတယ်အမကဒီ116လိုင်းမှာအမတို့ညီမတွေပေါ့ညီမတွေမောင်းကြတယ်သူတို့ကားပြတ်လို့ရှိရင်အမတို့ကိုဦးစားပေးစနစ်ရှိတယ်မိန်းကလေးတွေဖြစ်တဲ့အတွက်လမ်းပေါ်မှာဟိုလိုမျိုးဟို24နာရီညအိပ်အောင်မနေရအောင်ပေါ့နော်ဟိုယောက်ျားလေးတွေကဘာမှမဖြစ်ဘူးလေဘာမှမဖြစ်ဘူးဆိုပေမဲ့မိန်းကလေးတဲ့ဆိုင်ပေါ့ဘာမှမဖြစ်ဘူးပေါ့သူတို့လည်းဒုက္ခတော့ရောက်တာပေါ့ဒါပေမဲ့အမတို့ဒီမျိုးသမီး2ယောက်ရှိတော့သူတို့ဟိုစိတ်အညွန်ညင်မခံဘူးမျက်နှာအငယ်မခံဘူးအမတို့ဖြစ်တာနဲ့ဘာပဲဖြစ်အမတို့ဦးစားပေးစနစ်နဲ့လမ်းကြောင်းပေါ်မှာလိုက်ပြီးပြင်ပေးတယ်အမမိသားစုကအခုလောလောဆယ်အဖေကဖုန်းကြီးတလုံးဖုန်းကြီးဝတ်သွားတယ်ပေါ့ဟိုရွှေပြည်သားမှာ4နှစ်ရှိပြီအဖေကဖုန်းကြီးရာသက်ပံဝတ်သွားတယ်အမေကတော့အိမ်မှာနေမကောင်းလမ်းမလျှောက်နိုင်ဘူးခါအယိုးကြောညက်တာပေါ့အဲ့ဒါတော့သူဝိနာကန်နာပုံမျိုးနဲ့အိမ်မှာဆေးကုနေရတာပေါ့အမလည်းကုပါတယ်တော်တော်ကုတယ်ဟောတကယ်ကိုအိပ်ပေါက်နဲ့ဖားကောက်ကိုကုခဲ့ဘူးတယ်ကိုကရလိုက်သူကုလိုက်ကိုကရလိုက်သူကုလိုက်နဲ့အမေကျမ်းမာရေးနဲ့အမအခုဟိုမနေ့ရုံးကန်နေရတယ်ကားမောင်းပြီးတော့အမအခုအသက်40အထိတော့ကားမောင်းမယ်လို့ခံမှန်းထားတယ်ကိုအသက်ကိုကျမ်းမာရေးကိုရဲ့ life style နဲ့ကိုအခုကအမ38နှစ်ရှိပြီ40အထိတော့အမနောက်ထပ်2နှစ်လောက်တော့အမမောင်းနိုင်မယ်ပေါ့နော်မောင်းနိုင်တယ်အခု2နှစ်အသက်40ကျော်သွားတာနဲ့အမဟိုမွေးငါးဆိုင်ထမင်းဆိုင်လေးရထားတာရှိတယ်ပေါ့
မဟိုတစ်တော်ထဲမှာတော့စော့ထားတာရှိပါတယ်အမဆိုင်လေးမွေးငါမနဲ့ဆိုရင်မွေးငါပရိပတ်ရောက်နေနေကင်းဆိုရင်ထမင်းနဲ့ဟင်းငပိတို့တရားအစုံအမဒီစီးပွားရေးလေးကိုခြေလှမ်းနေတယ်အခုဒီကလည်းကိုညီဆောင်ရှောက်မှုတွေအာကြီးကိုရဲ့အောင်မြင်မှုကလည်း YBF ဖြစ်တဲ့အတွက်အမအခုတစ်နှစ်တော့ YBF ထဲမှာပဲမောင်းလိုက်ဈေးလေးသွားရောင်းလိုက်နားရက်ကိုဈေးလေးသွားရောင်းလိုက်ဈေးရောင်းပြီးတော့ပြန်လာပြီးတော့အမဒီမှာ4ရက်မောင်းလိုက်ဟိုဘက်မှာ3ရက်ဈေးလေးသွားရောင်းလိုက်အမအဲ့လိုလေးတော့ဟိုခြေတလန်းဆက်ပြီးလှမ်းထားတယ်ပေါ့ဟုတ်ဆိုင်လေးကရောသားကြီးစီးပွားရေးတက္ကသိုလ်ရဲ့ရှေ့မှာနာမည်တော့မတင်ထားဘူးလေကိုကခြေတလန်းလှမ်းကစားလေးဆိုတော့နာမည်ကြီးလောင်အဲ့လောက်တော့မတိုးချက်ရသေးဘူးပေါ့ယာထားရုံပေါ့ကိုညီတဲ့လူတွေရှိလို့လဲအမဒီခြေတလန်းကိုရှောက်နိုင်တာပေါ့အမဒီဈေးဆိုင်နဲ့ပတ်သက်လို့မထိုးဖောက်ထားတာတော့မဟုတ်ပါဘူးကိုကားမမောင်းနိုင်ရင်ဒီလိုလေးဈေးရောက်မယ်ဆိုပြီးတော့ပဲလမ်းစာလေးတွေ့ထားတယ်လမ်းစာနေတယ်ပေါ့အမအဲ့လမ်းကိုပဲရှောက်လမ်းမှုဥတည်နေတယ်ပေါ့ဘွေးငါးဆိုင်လေးနဲ့ပဲ